လူငယ်တယောက်ကလာစာများပြီးတိုးတက်မှုလုံးဝမရှိတဲ့အလုပ်နဲ့လာစာနေပြီးတိုးတက်မှုအများကြီးရတဲ့လုပ်ဘယ်ဟာကိုရွေးချယ်သင့်လဲ Okay I'm a scenario နှစ်ခုရှိတယ်ပထမဆုံး scenario က your family ကလည်း stable မဖြစ်ဘူး you support ပေးနေရတယ်ပြီးတော့ you financial crisis နဲ့လည်းရင်ဆိုင်နေရတယ်ယူမှာအဲ့လိုမျိုးကြက်သေးတဲ့အခြေအနေမျိုးရှိနေတယ်ဆိုရင် high salary ပေးနိုင်တဲ့အလုပ်မျိုးကို you priority ရွေးရမှာ maybe ရွေးပုံဝင်ချင်းနဲ့ပေါင်းသိနေပြောလိမ့်မယ် experience skill set က many တက်ပိုအရေးကြီးတယ် but don't give a shit ယူမှာသက်ရှင်တန်ဖို့ထမင်းစားဖို့ဘိုက်တင်ဖို့ပိုရေးကြီးတယ်ယူမှာအဲ့လိုမျိုးခက်ခဲတဲ့အခြေအနေမျိုးမှဆိုရင် survival come first ဖြစ်နေရမှာ okay ယူအဲ့လိုမဟုတ်ဘူးဒါဆို not scenario တခုကြည့်အောင် your family ကလည်း stable ဖြစ်တယ်ယူမှာ financial crisis ကလည်းမရှိဘူးယူမှာ middle class family တွေမှာနေနေရတဲ့ဆိုရင်အေးကြတယ်ယူလောက experience skill set များရတဲ့အလုပ်မျိုးကို dedicate ဖြစ်ရမှာအဲ့ဒါမှယူပို့ပြီးတော့ smart ဖြစ်လာမယ် knowledge များလာမယ် skill set တွေ experience ရှိလာမယ်အဲ့ခါကျရင်ယူရဲ့ value ကမြင့်လာမယ်ယူရလို့မဟုတ်ဘာမှ worry ဖြစ်စရာမလိုတဲ့အခြေအနေမျိုးမှာရှိရတာနဲ့ comfort ဖြစ်တဲ့အလုပ်ရွေးမယ် easy ဖြစ်တဲ့အလုပ်ရွေးမယ် brainless ဖြစ်တဲ့အလုပ်ရွေးမယ်ဆိုရင်ယူရဲ့တန်ဖိုးကြီးဆုံးဖြစ်တဲ့အချိန်တွေ potential ability opportunity တွေအလေကဖြုံးနေတာနဲ့တူတူပဲပြီးယူမြဲကြားဖို့လိမ့်မယ် successful people တွေပြောတာငါတို့ကတေးရနဲ့အထောင်နဲ့ပေးနိုင်တဲ့အလုပ်မျိုးရှားမှာမဟုတ်ငါတို့ကတေးရနဲ့အထောင်နဲ့ရှားနိုင်တဲ့လူမျိုးဖြစ်ရမှာ that's so important ဒါဆိုယူကို realize လုပ်ပြီးတော့အမြန်ဆုံး decision making ချရမှာအဲ့ဒါမှ you not တဲ့အရှိတလန်ရောက်မှာ that's the key